င်္ဂလာပါ Saint Scale မှာအားလုံးကြိုဆိုပါကျွန်တော် Saint Scale နဲ့ Twitter background ရဲ့ founder ဦးစီးသူရဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးခြင်းတော့ကျွန်တော် site မှာဒါ pre-order မှာထားရပြီပေါ့နော်ကျွန်တော် customer ဒီ town ကလာရန်ကုန်မြို့ town ကလာကကို April pre-order ဒီ birthday present အနေနဲ့ pre-order မှာထားတဲ့ဘိန်းလေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးက Twitter Gravel V3 ပဲဒါပေမဲ့အခုသူ့အယောင်ကကြတော့မမြင်ရတဲ့အတိုင်းကျွန်တော်ဒါရွှေအိုရောင်လိုဟာမျိုးလေးနဲ့ကျွန်တော် silver နဲ့ကိုယေစုကာလာပုံစံမျိုးလေးလောက်ထားတာပြီးတော့ဒီမှာကဒီကောင်ကအရင်ရောက်ထားဘူးတဲ့ sparse နဲ့သုံးထားတယ်။ဘာ sparse လဲဆိုတော့ကျွန်တော် Wito ကနေလာတဲ့ GEH ကျွန်တော် electronic shifter electronic driller နဲ့လာတဲ့ကျွန်တော်ပြောမယ် electronic gear နဲ့လာတဲ့ sparse နဲ့ဆင်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီဘိန်းလေးကိုကျွန်တော်နည်းနည်းပြပေးခြင်းပါတယ်လိုက်ပါကြည့်ရှုပါ။ဒီကောင်လေးကတော့ Twitter Gravel V3 ကျွန်တော် gear တွေကကျွန်တော်ခဏပြောလို့ပဲဒီမှာကျွန်တော်တို့သူက113ပေါ့နော်ရှေ့တစ်ချက်နောက်73ချက်ကိုကျွန်တော် Wito electronic shifter GEH နဲ့လာပါတော့ရှေ့ကလည်း Sinis GR6 hollow crank နဲ့ဖြစ်မယ်ပေါ့နော်113ဆိုတော့ကျွန်တော်ရှေ့တစ်ချက်နောက်73ချက် update ကလည်းကျွန်တော် retrospect 4C bearing ကို carbon on နဲ့ carbon hard တွေဖြစ်တယ်ပေါ့နော်ဖြစ်တယ်နော်တွေကတော့ဒါ retrospect တွေဖြစ်တယ်ပြီးတော့ဒါသူ့ရဲ့ Gravel V3 ရဲ့ကျွန်တော် carbon frame design ဖြစ်ပါတယ်သူ့ရဲ့အယောင်လေးရဲ့ရုပ်တရက်ကြည့်ရင်တော့တခြားမြင်ရဒီမှာချွေးအယောင်လေးနဲ့ဒီလိုမျိုး match လုပ်ထားတာပေါ့နော်ယေစုကာလာလေးပုံစံမျိုးလေးကျွန်တော်ဒီမှာမီးဝါနဲ့ဆိုတော့တိတ်တော့မြင်အောင်အပြင်မှာဆိုတော့ပိုထင်းမယ်ပြီးတော့ကျွန်တော်ဒီမှာဒါကတော့သူ့ရဲ့ carbon foil ပေါ့နော် carbon foil ဖြစ်တယ်ဒါ shape hub ဆိုလဲကျွန်တော်ဒါ retrospect carbon on နဲ့ carbon hub ဖြစ်ပါတယ်ຢာရီကတော့ဒါကျွန်တော်electronic shifter တွေဖြစ်တယ်ပေါ့နော်ဒီwireless cloud တွေပေါ့နော်ပြီးွားရှင်လက်ကင်နေကျွန်တော်တို့ဒီထိုင်ငုတ်တွေကစားတာ carbon ဖြစ်သွားပြီပေါ့နော် Gravel V3 မှာကနောက်ပြီးတော့ကျွန်တော်ဒီ gear လေးကိုကျွန်တော် GH ကိုကျွန်တော် gear လေးချိန်ပြပေးမယ်ဒီကောင်ကတော့ကျွန်တော်အရင်ကလည်းကျွန်တော်ဒီ Wito TH မှာပြရအောင်ဒီကောင်က TH နဲ့မလို့ဒီကောင် GH ဆိုကျွန်တော်113နဲ့ gear ပေါ့နော်အဲ့ဒီကောင်ကလည်းအတူတူပါပဲ gear ချိန်တာတော့ဒီကောင်ကဒီမှာ electronic shifter ဖြစ်မယ် wireless ကျွန်တော် bluetooth system နဲ့တွားမယ်ကျွန်တော်ဒီကနေပြီးတော့ချိန်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာတမ်းပြီးတော့သူချိန်သွားမှာပေါ့နော်ဒီကောင်ကနှစ်ခုပါတယ်ဒီဘက်မှာလည်းတစ်ခုပါတယ်ဒါပေမဲ့ဒီကောင်ကကျတော့ gear အကြီးဘက်ကိုချိန်တဲ့ only ပဲပေါ့နော်ဒီကောင်ကတော့အတင်အချပေါ့အကြီးရောအသေးရောချိန်လို့ရတဲ့ shifter ဖြစ်မယ်ပေါ့နော်ဒီကောင်ဘာလို့လဲဆိုတော့ရှေ့ကတစ်ချက်နောက်က73ချက်ပေါ့အဲ့တော့ကျွန်တော်ပြပေးမယ်ဒီမှာဒီကနေချိန်လိုက်လို့ရှိရင်ဒီမှာဒီနောက်မှာချိန်သွားမယ်ကျွန်တော်လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးချိန်မယ်ဒီကောင်ကတော့ကျွန်တော်ဒီကအကြီးဘက်အချတက်ပဲပေါ့နော်ဒီမှာအဲ့လိုမျိုးလေးဖြစ်ပါမယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ brake တွေကလည်းကျွန်တော် fully hydraulic disc ပေါ့နော်C brake ကျွန်တော်တို့အပြည့်ဖြစ်ပါတယ်ဒီမှာကျွန်တော်ရှင်းနောက်ပေါ့နော်ဒါ C brake ရဲ့အထိုင်တွေပါဒါကတော့သူ့ရဲ့ Gravel V3 ရဲ့ count frame count fork design ဖြစ်ပါတယ်ဗျာ